တဲ့ဖြစ်တဲ့နေရာအိုးတာကကုန်းသွားပြီဆိုရင်နေထားမှာအပါပါခေါ်ပေးလိုက်ပြီနော်ဒီဘက်မှာလည်းချူပရိုနဲ့ကုန်းနေတယ်ဒီဘက်မှာလည်းဗတရဖြစ်နေ ID ဇက်တို့ကျုံးနေကြပြီနော်ဆောင်းတာချစ်ကင်းရပါတယ် ID ဇက်တို့ဟုတ်တယ်ဒီဘက်မှာလည်းဗတရစတင်ပြီးတွေ့ရဆိုရင်နေထားမှာ AP ပြီးလာတယ်ကုန်းသွားအနောက်ကနေအိုးချီးပြီးနှိုက်သွားတယ်ဆိုရင်နေထားမှာအိုးဒီဘက်မှာလည်း HP မျိုးတို့อ่ะနော်โอเคဟုတ်ပြီကဲဒီဘက်မှာလည်း Divine နဲ့ CJ တို့နဲ့ဟုတ်တယ် CJ ဘက်မှာတော့ခြေတန်းကြားနေရပြီပြန်ပြီးတွေ့အဲ့မှာအိုး VIP ကုန်းပြလိုက်လမ်းပြီးတော့ကုန်းလိုက်ပြီဆိုရင်နေထားမှာနော် CJ ကတော့ကုန်းသွားပြီနော်ပြန်ပြီး record ပြန်ခေါ်နေတယ်ဟုတ်တယ်အမဖင်နဲ့ကိုထိုးထည့်ပေးလိုက်မယ်ဖက်ကြီးရဲ့နှွေးထွေးမှုတွေကို VIP အော်ဖက်ကြီးမို့အတူလေးကွာနော်အတူလေးနဲ့ထိုးသွားတာ VIP ကနော်အားကြောင့်အတူလေးကစွမ်းနေလို့နော်တူလေးနော်တူသေးသေးလေးအေးတူသေးသေးလေးနဲ့ထည့်ပြဒီဘက်မှာလည်းတာကာချူပူတော့ကုန်းသွားပြီဆိုရင်နေထားမှာဟုတ်တယ်တာကာအပေါ်ကနေတန်းပြီးချူပူရတယ်တာကာလမ်းမအိမ်ဘူးလားအော်ချူပူလေးလမ်းပြီးတော့မအိမ်ဘူးလားချူပူလေးရဲ့တာကာအပါခေါ်သွားပြီဆိုရင်နေထားမှာဟုတ်တယ်ချူပူလေးအပေါ်ရောက်သွားပြီနော်လှမ်းပြီးတော့ထည့်ခံရမှာနော်ချူပူလေးဟိုကလှမ်းပြီးတော့ထည့်မှာနော်ဟုတ်တယ်ဒီဘက်မှာကြမ်းတိုက်နေပြီကဲတော့ဗျာမီတို့ဘက်ကိုချက်ပြန်သွားကြည့်မယ်ဒါမှလည်းမောင်တကြားဒီဘွဲလဲ chicken ယူပြသွားအောင်မလားဟုတ်တယ်ဆရာဝေတို့ဂျေကြီးတို့ဒီဘက်မှာပြန်ပြီးတော့ကြားလာဘာမီစီဂျင်နဲ့တွေ့ပြီဆိုရင်နေထားမှာကျန်းပြီးတော့ rap မတက်မရက်မယ်နော်ဟုတ်တယ်ဘာမီစီဂျင်တက်ပြီးတော့ကုန်းသွားပြီဆိုရင်နေထားမှာဟုတ်တယ်ဆရာဝေပြပြလိုက်ပြီနော်ဆရာဝေတို့ပြပြလိုက်ပြီဆိုရင်နေထားမှာဒီဘက်မှာဂျယ်လီနဲ့ဆရာဝေနဲ့နော်ဒီဘက်မှာလည်းအနောက်ကလည်းအာချူရကင်းမောင်မတူတို့ကမလက်ဘူးနော်မောင်မတူတို့ကမလက်ဘူးဟုတ်တယ်ဒီဘက်မှာလီဗိုင်းဘက်တရီကပျောက်သွားပြီကွာဘက်တရီကပျောက်သွားရက်ခါဒီဘက်မှာတွေ့ပြီ VIP ကိုတောက်ပါတန်းပြီးတော့ထည့်လိုက်ပြီဆိုရင်နေထားမှာမောင်ရက်ခါပြေးစင်းလာပြီဟုတ်တယ်မောင်ရက်ကတက်ပြမယ်ရှော့သွားပြီဆိုရင်နေထားမှာတော့နော်ကျုံးပြသွားပြီ ID ဇက်တို့စကွာကနေလုံးပြသွားပြီဆိုရင်နေထားမှာID ဇက်တို့ဒီဘွဲလဲ chicken မဲ့ယူပြသွားမလားဘယ်မှာ yes ပြီးတော့ TK ဘာလိုက်ဟုတ်တယ်ကြောက်နေတီတော့လှမ်းပြီးတော့ကျွေးကြတယ်ရမ်းမယ်မှန်းမယ်ထုနော်စိတ်ချလေးမှန်းပြီးထုနော်အိုးထုတော့ထည့်လိုက်ပြီဒါပေမဲ့လွဲသွားတယ်နော်ဂျယ်လီကတော့ကုန်းသွားပြီဆိုတဲ့နေသားမှာ69ဟုတ်ဒီဘက်ကလှမ်းပြီးတော့ထည့်နေနော်ဟိုလမ်းထည့်နေကပ်ပုံးလမ်းထည့်မယ်ဟုတ်တယ်ဟိုဘက်မှာတွေ့သွားပြီနော်တွေ့သွားပြီဒီဘက်မှာမျိုးတို့တိုဘီတို့နော်တယောက်ကတော့တက်လိုက်ပြီဆိုတော့အနေထားမှာနောက်တယောက်ကတော့လှမ်းပြီးတော့မှန်းထုရမ်းထုတော့လှုပ်ထားတယ်ဒါပေမဲ့လွဲနေတုံးပဲကဲအဲ့တော့တက်မလား run မလားနော်တက်မလား run မလားအဲ့မှာတယောက်ပဲရှိတာဟုတ်တယ်ဒီနိုင်နဲ့ဒီဘက်ကိုချောင်းမယ်ဟုတ်တယ်အခု68ကလည်းဒီနားမှာထိုင်ပြီးတော့ထိုင်ဆောင်နေတယ်ခြေတံလုံးဝမတွေ့တာဘေးဆောင်ဘယ်လိုထားမှာအော် pick and fire ဟိုက pick ဆောင်းတာပြောတာမလားအဲ့ဒါတကယ်ချင်းကဖွင့်ရမှာလေ open ဖွင့်ရမှာလေဟုတ်တယ်အခုဒီဘက်မှာတက်ပြီးတော့ red လာပြီဆိုတဲ့အနေထားမှာရှော့ကန်းနဲ့ထိုင်းတော့ဒီဘက်မှာ smoke လေးကလှမ်းပြီးတော့ခင်းပေးထားတယ်တော့ခဲ့တက်တော့ခဲ့ကိုမရတော့เนาะရှော့သွားပြီဆိုတဲ့အနေထားမှာရှော့ကန်းကထဲတော့ထဲလိုက်တာပဲနည်းလွဲသွားတာเนาะထဲလွဲသွားတော့ပြန်ပြီးတော့အသိခံလိုက်ရတဲ့ဆိုရင်နေတာဒီဘက်မှာဆရာဝေတို့ဂျယ်လီတို့ကလည်းလမ်းပြီးတော့ကျုံးခံနေရပြီဆရာဝေကုန်းသွားပြီနောက်ကနေချီးမင်းကိုနိုင်သွားပြီဆိုတဲ့နေတာမှာဒီဘက်မှာဂျယ်လီကဘလိုတွေအော်သူအပြင်ကိုထွက်ဖို့တော့အောင်မဘာလို့နေလဲတဲ့အားဒါဘာလို့နေလဲမေးတာနော်အေးငါဘာလို့နေလဲမေးတာနော်အေးဟုတ်ပြီဒီဘက်မှာလည်းနော် ID ဇက်တို့ဖွဲ့ကလည်းတက်ပြီးတော့ red လာပြီဆိုတဲ့နေတာမှာ smoking လာတယ်ဆိုတဲ့နေတာမှာလမ်းပြီးတော့ဟုတ်တယ်နေကင်ပြီးတော့လမ်းပြီးတော့ထဲမလို့လုပ်တယ်အိမ်တော့မှန်းပြီးတော့ထူလိုက်ပြီမထောက်ပါဘူးဟုတ်တယ်နောက်ထပ်တစ်လုံးကင်နေမှန်းမယ်ရမ်းမယ်ထုမယ်ထောင်းမယ်ထဲလိုက်ပြီဒီပေါ့နော်
ဟုတ်တယ်ဒီဘက်ကလည်းအိမ်မင်းကတယောက်ကအပေါ်ကအိမ်ပေါ်ကနေအိမ်မင်းပေးထားဆိုရင်နေထားမှာတက်ကတက်ပြီးတော့ rap သွားပြီဟုတ်တယ်တက်ပြီးတော့ rap တယောက်ကို knock လိုက်ပြီဆိုရင်နေထားမှာဟိုဘက်မှာလည်းဟိုမှာလည်းတယောက်နော်ဆရာဝေဘယ်လိုလုပ်ကြဟုတ်တယ်အပါခေါ်လိုက်ပြီဆရာဝေပဲကြံတော့တယ်ဆရာဝေကလည်းအိမ်ပေါ်မှာတက်ပြီးတော့စောင့်နေဟိုဘက်ပြေးလာတယောက်ကိုဆရာဝေတွေ့သွားဆရာဝေဘယ်လိုလဲထဲရမလဲဆရာဝေပေါ်တင်းပြေးလာနော်ဆရာဝေဟိုတော့တယောက်ကလည်းလမ်းပြီးတော့ထောက်ထားတယ်ဆိုရင်နေထားမှာတိုင်းတော့ထောက်ထားတယ်ဟိုဘက်ထဲနေပြီဆရာဝေကတ်ပြီးတော့သွေးဖြစ်နေတယ်ဆိုရင်နေထားမှာဒီဘက်ကတော့နော်တစ်စောက်ကကတော့ down သွားပြီဆိုရင်နေထားမှာဒီဘက်မှာ TK ပါလိုက်တော့လည်းဗတေးကသွားပြီးတော့ဖြစ်နေပြီTK ပါလိုက်ဘယ်ကိုပြည့်နေအော်ဟုတ်တယ်ဟိုဘက်ကိုပြည့်နေတာကွာနော်ဟုတ်တယ်TK ပါလိုက်ကတော့ဒီနားနေမခွာနိုင်သေးဘူးလားမသိနော်ပြောင်းသွားရလားမလဲ ASC တို့အိုးအရှိမတွေ့ပြီနော်တိုဘီတို့မျိုးတို့နဲ့တွေ့ပြီဆိုတဲ့အနေထားမှာ ASC နေလန်းကင်ထားတယ်မတော်စောပြီးတော့ကုန်းပြရတာပေါ့လို့နော်ကြောပြီးတော့ကုန်းပေးရတာပေါ့လို့ဒိတ်တွေ့တာကြောပြီးမှတော့ကုန်းပေးရပြီးတော့တငယ်ချင်းဟာဘလိုကြီးတော့လို့ဘလိုတော့လှုပ်လိုက်တာလဲလို့နော်ဘလိုတော့ကုန်းရက်တာလဲလို့နော်ဘလိုတော့ကုန်းရက်တာအိုးလိုက်ပြီးတော့ထိတ်ဟုတ်တယ်နော်ဘားလိုင်းတို့လုံးပြနေပြီထဲပြနေပြီဆိုရင်ဒီမှာတယောက်ကိုနော်ပြီးတော့တက်ပြီးတော့ rap မယ်အကင်မခံဘူးကင်မခံတက်ပြီးတော့ rap မယ်တကယ်ကြီးရမ်းမယ်မှန်းမယ်ထုမယ်မထူးလားမထူးလဲတက်ပြီးတော့ rap ကွာနော်ဟုတ်တယ်မှန်းမယ်ရမ်းမယ်ထုမယ်ဆိုတဲ့အနေထားမှာဘေးကိုမှားပြီးတော့ထုအိမ်ထဲမှာနေဟုတ်တယ်တလွဲဟိုမှာဟုတ်တယ်ဟိုကမကဲတော့တွေ့သွားဆိုတဲ့အနေထားမှာဘားလိုက်ဘလို့ထဲပြသွားမယ်လှမ်းပြီးတော့ picket fire ပေးတာအိုးထိတယ်ဟုတ်တယ်ဘားလိုက်လှမ်းပြီးတော့နေတလုံးထက်ကျွေးပြီးဆိုတဲ့အနေထားမှာနော်ဘာလိုက်မှန်းမယ်အိုးနေတလွဲနေမှန်းတာနေအမှန်းမတော်ဘူးနေမမှန်းတော့နဲ့နော်ဟုတ်တယ်ဟိုဘက်ကတယောက်ကပြန်တော့စိတ်ပြီးသွားပြီလားဟုတ်တယ်အစီတော့မစီရသေးဘူးတယောက်ကရှော့သွားပြီဟုတ်တယ်ရှော့သွားပြီဆိုတဲ့အနေထားမှာဘာလိုင်းနဲ့တိုဘီနဲ့နှစ်ယောက်ပဲကြံတော့တယ်တိုဘီအေးဒီဘက်မှာထွက်လာပြီဟုတ်တယ်နှစ်ယောက်တွေ့အိုးကုန်းသွားပြီကုန်းသွားပြီနော်တိုဘီတို့ထဲကြသွားပြီဆိုတဲ့အနေထားမှာဒီဘက်ကတယောက်က record ပြန်ကြပြီ line လက်နေရလားဟလား okay အားဆိုလို့ရှိရင်1020နဲ့1021နဲ့เนาะဒီဘက်မှာလဲ3 second နဲ့3 set တို့เนาะ Lion ABC တို့ဘက်မှာလဲ Prolio တဲ့မောင်မတူနဲ့ Prolio နဲ့ကဒီဘက်မှာเนาะဒီဘက်မှာလဲဗတရားဖြစ်နေပြီဟိုတိုင်းမျိုးထည့်ပေးလိုက်နေကကူဖို့ပြန်ကြလားဟုတ်တယ်ဒီပါရာမဲသေးအိုးရာမဲသေးထဲပြသွားပြီเนาะရာမဲသေးဟုတ်တယ်ရာမဲသေးနောက်မှာရာမဲသေးရဲ့အနောက်မှာအိုးရာမဲသေး DJ ပို့လည်းမရတော့เนาะရာမဲသေးကကသဆိုင်သွားပြီเนาะမောင်မတူတို့အေးကုန်းသွားပြီเนาะရှော့သွားပြီဆိုရင်နေတာမှာ1020ကလိုက်ပြီးတော့ပတ်ကိုဖြုတ်နေပြီတွေ့ပြီเนาะပတ်ကင်းတို့ရှူကားတို့ကတရားတို့ကမောင်တရားတို့ကလေဒီဘက်မှာတက်လာပြီဟုတ်တယ်တယောက်ကတန်းပြီးထည့်ပြီးလိုက်ပြီပါခေါ်ပြီးလိုက်ပြီเนาะပါခေါ်ပြီးလိုက်ပြီဆိုရင်နေထားမှာဟုတ်တယ်နော်ဟုတ်နေလုံးပြနေပြီဆိုတဲ့အနေသားမှာအိုးအနောက်ကနေနော်ကြောပေးတာကုန်းပေးရတော့မယ်တငယ်ချင်းဟိုဘက်ကလှမ်းပြီးတော့ထဲနေပြီတငယ်ချင်းဟိုဘက်ကဟုတ်တယ်3 second လှမ်းပြီးတော့ထဲနေပြီဆိုတဲ့အနေသားမှာနော် TK 3 second 3 second လည်းဟိုဘက်ကပြန်ပြီးတော့ထဲရနော်ဒီဘက်ကလီဝါလည်းပြန်ပြီးတော့ထဲတယ်ဟုတ်တယ်ဟိုဘက်ကလည်းပြန်ပြီးတော့လှမ်းပြီးတော့ပြန်ပစ်တယ်ပြန်အိမ်ပေးထားရနော်အဲ့မှာဗတေးရမှာဗတေးရများဟုတ်တယ်3 second လှမ်းပြီးတော့ထဲဖို့ချောင်းနေတယ်ဟုတ်တယ် ID ဇက်ကလည်းကျုံးလိုက်ပြီနော် in current ဒီမှာလည်းတိုးပြီးတိုင်းပြီးတော့တိုးပြီးချီးတွေ3တွင်းအောင်ဟုတ်တယ်ဒရင်းရပြီနောက်တွင်းနိုင်မယ်ဟုတ်တယ်ဒီဘက်မှာတယောက်ကအပေါ်မှာကုန်းပြီးနေဆိုရဲနေတာကုန်းပြီးတော့သွေးဖြည့်နေတယ်သူ့လိုပြန်ပြီးတော့ဆေးလိုက်မယ်အဲ့တော့တိုးပြီးဘာလုပ်မလဲတိုးပြီးနေဘာလုံးမလဲနေဟုတ်တယ်ဒီဘက်မှာလည်းတယောက်ကကြည်နေတယ်အဲ့တော့ဒီ4ယောက်ပဲကြံတော့တယ်ဆိုတဲ့အနေထားမှာဒီဘက်ကပြန်ပြီးတော့စေးပြီးသွားပြီအဲ့တော့တိုဘီယာလေးဒီဘက်မှာနော်ကြောက်ကလည်းဒီဘက်မှာโอเคကြောက်ကရေပက်ကြီးနဲ့အလုံးလုံးသွားပြီဆိုတဲ့အနေထားမှာတိုဘီယာလည်းလေထွန်နေတယ်ဘာခွာမပြောင်းလဲဟဲ့အဲ့တော့ဒီဘက်ကတယောက်ကတက်ပြီးတော့ red လာမယ်တယောက်ကတော့သွေးဖြည့်နေတယောက်ကတော့ red ပြီနော်
ကြောက်ကတော့ rugby ဆိုတဲ့အနေထားမှာဟုတ်တယ်တွေ့သွားပြီလားအော်မတွေ့သေးဘူးအော်တွေ့သွားပြီဆိုတဲ့အနေထားမှာတိုက်တော့အေးမာလိုကြီးပြေးနေတာမြန်မာလိုကြီးပြေးနေတာကိုလမ်းပြီးတော့တိုးပြီးလမ်းပြီးတော့ထည့်ပြီးအိုးကုန်းသွားပြီတိုးပြီးလမ်းပြီးတော့ထည့်လိုက်ပြီဆိုတော့တိုးပြီးတော့ချီးရင်းနိုင်သွားပြီဆိုတဲ့အနေထားမှာတိုးပြီးနောက်ဒရင်းကိုထပ်ရှာတယ်တိုးပြီးဒရင်းနိုင်ပြီးသွားတဲ့အနေထားမှာနောက်ထပ်ဒရင်းကိုထပ်ပြီးတော့ကြည်တယ်ဟိုဘက်မှာလည်းချီးရင်းဒရင်းကတွေးလိုက်ပြီးအဲ့တော့တိုးပြီးတော့ထည့်ပြီးနိုင်ပြီးအိုးတိုးပြီးရဲ့လက်မေးတိုးပြီးရဲ့လက်မေးရဟုတ်တယ်နော်တကယ်ကျွန်တော်လှုပ်ပြနေတိုးပြီးရဲ့လက်မေးရအိုးတိုးပြီးတော့လက်မေးနဲ့လှုပ်ပြနေပြီဆိုတဲ့အနေထားမှာဒီဘက်မှာလည်းတယောက်ကတော့ဇုံပြေးလာမယ်ဆိုတဲ့အနေထားမှာတိုးပြီးကတော့ဇုံထဲမှာအေးဆေးဆောင်ပြီးတော့နော်ချီးရင်းနိုင်အောင်ပဲဟုတ်တယ်ဒီဘက်ကတယောက်ကဇုံကပြေးလာမှာဒီဘက်ကတယောက်တွေ့သွားရလားမသိဘူးနော်တွေ့သွားရလားတိုးပြီးတော့တွေ့သွားရလားမသိဘူးဟုတ်တယ်နေနဲ့လှမ်းပြီးတော့မှန်းမယ်ရမ်းမယ်ထုမယ်ထောင်းမယ်ဘိုင်အောင်တော့ bro တဲ့ okay ဟုတ်ပြီတိုက်ပြီနော်ကေတူဟုတ်တယ်မင်းမကြီးကပုံမှာဟုတ်ပြီဘန်ပေးမယ်နော်ဟုတ်တယ်ဒီဘက်ကကင်းခါရန်ဒီဘက်မှာလည်းတိုဘီကကြမ်းတိုက်နေတဲ့ဆိုတဲ့အနေထားမှာတယောက်ကတော့ဇုံအသက်လူပြီးတော့ပြေးနေရတယ်ဟုတ်တယ်ဇုံထဲတော့မရောက်သေးဘူးညဇဲကထုံပြီလားစတင်ပြီးတော့ထုံပြီလားအဲ့မှာရှိမှဗတရားလည်းတွေးတော့မဟုတ်တယ်โอ้တူဘီကဟိုဟာရှာတာထင်တယ်တယောက်ကဟိုဟာရှာတာထင်တယ်တယောက်ကမှောက်လိုက် enemy တွေ့ရတဲ့ဥစ္စာရှာလာမလို့နော်ဟုတ်တယ်ဒီဘက်ကခြေတန်းကကြားပြီဟုတ်ပဲတိုဘီနဲ့တွေ့ပြီဆိုတဲ့နေသားမှာတိုဘီကြောပေးထားတယ်တိုဘီကိုမရပြီနော်တိုဘီအိုးအားဆိုရင်တော့သွားပြီနော်ပွဲရပြီးသွားပြီတိုဘီသူများကိုချီးတွေနိုင်ခဲ့တယ် sorry ပြန်လဲပြီးတော့အနိုင်ခံလိုက်ရတယ်ဆိုတဲ့အနေထားမှာတော့ okay current chicken ရသွားအိုးနော် solo နဲ့ chicken ယူပြသွားတယ်ဆိုတဲ့အနေထားမှာအိုးကဲလာကြည့်ပြီးတဲ့တငယ်ချင်းလေးတယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ပြောရင်နောက်ထပ်ဗီဒီယိုမှာပြန်ပြီးတော့တွေ့မယ်ဗျာအားလုံးပဲတက်တာပါ